သေရင်ငိုရမှာခန္ဓာရင်ရှိအောင်ဘာမှထိထိရောက်ရောက်ပြင်ဆင်မထားဘူးဆိုတာထင်ရှားတယ်နော်မပြောပလောက်တဲ့ပျက်စီးခြင်းကိုတောင်ငိုကြွေးခြင်းနဲ့တုံ့ပြန်နေတတ်တဲ့လူတစ်ယောက်ဟာအလုံးစုံပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့သူတည်တည်ငြိမ်ငြိမ်ရှိနိုင်မလို့နော်ဟိုနေ့ကဒကမာကြီးတယောက်ကပြောတယ်တပည့်တော်သေမှမကြောက်ပါဘူးတဲ့စဉ်းစားသားပြောပါဒကမာကြီးရဲ့လို့ဒကမာကြီးရဲ့သေခြင်းနဲ့နှစ်ဖူးတွေ့တူတွေမတွေ့ဘူးသေးလို့နေမှာပါလို့ဟုတ်လားတချို့ကထင်နေကြတာလေကိုယ့်ကိုယ်ကိုမကြောက်တော့ဘူးလို့ထင်နေကြတာအများစုကတော့ကြောက်ပါတယ်မြတ်စွာဘုရားလည်းဟောတာပဲတပ်ပေဘာယန္တိမစ္ဆုနောတပ်ပေဆိုတဲ့စကားလုံးနဲ့တော့ဟောတာနော်တတ္တဝါအလုံးစုံဟာမလဲတော့သေခြင်းကိုကြောက်တယ်တဲ့ဟုတ်လားတကယ်နှစ်ဖူးတွေ့တူတွေတွေ့ပြီဆိုရင်တော့အများစုကကြောက်ကြတာပဲကာမပေါ်မှာမမောမှုမကင်းတဲ့လူဘဝပေါ်မှာမမောမှုမကင်းတဲ့လူကုလိုနေပြီးတော့အကုလိုများတဲ့လူသူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားမကင်းတဲ့လူဒီ၄ယောက်ဟာတရားမှာကြောက်ကိုကြောက်လိမ့်မယ်လို့ဘုရားဟောတယ်အဲ့ဒီဒေသနာစစ်တမ်းနဲ့စစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမှာကြောက်မဲ့လူတွေကြီးပဲဆိုတာဖြေပေါ်လာတယ်ဟုတ်တယ်မို့လားကာမပေါ်မှာမမောမှုကင်းလားကင်းမှုအာယုံလေးတွေမှာမဲ့နေရှိတယ်ဟုတ်လားဘဝပေါ်မှာမမောမှုကင်းလားပိုးတောင်မကင်းဘူးဟုတ်လားဒီနှစ်ချက်နဲ့ကိုပဲတရားမှာကြောက်လိမ့်မယ်ဆိုတာထင်ရှားတယ်ဟုတ်လားတကယ်လို့ကိုယ်ကကုသိုလ်တွေများမယ်သို့မဟုတ်သူတော်ကောင်းတရားပေါ်မှာတန်တရားကင်းအောင်ကျင့်ထားမယ်ဆိုရင်တော့လည်းပဲတမျိုးတစ်ပုံအဖြေထွက်မယ်ပေါ့နော်အဲ့တော့ပြောရင်ပါတော့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်တရားတွေတွေ့လို့စိုးရင်ရပြီငိုစရာတွေတွေ့လို့ငိုရပြီဆိုရင်ဒါဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်ဩငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးကိုပြောပြတာနော်တောကပရိဒေဝပြီးတော့ပါတယ်တော့ဒုက္ခဒေါမနတဥပါယတနော်ဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာပြင်းစွာပင်ပန်းတာတချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါတွေလှမ်းချိုးနှာတွေပါတွေနှက်ဟုတ်လားတောကပရိဒေဝအာချီလုံးတဲ့အခါကျတော့စိတ်ကအယံပင်ပန်းသွားတဲ့အခါတတိပါမဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးမားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားဇာတိပစ္စယဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတုပါဒတံဘွန်တိဧဝမိတတကိယလတဒုက္ခခန္ဓာတတမှုတွေရောဟောတိတဲ့နောက်ဆုံးချုပ်ပြလိုက်တယ်နော်တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နေစင်စမပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တက်တက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတ္တကေဝလဆိုတာတက်တက်ဘာမှမရောဘူးသီးသန့်လို့ပြောနေတာဘာသီးသန့်လဲဒုက္ခခန္ဓာတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအဝေးဆင်းရဲအစုအဝေးတက်တက်ဖြစ်နေခြင်းပဲတဲ့ဘဝဖြစ်နေတယ်ဆိုတာတော့ကျတို့ကမမြင်ဘူးနော်မြတ်စွာဘုရားကတော့ဘယ်လောက်ထိမြင်ပြတော့မြင်ရတာလဲဆင်းရဲတယ်ကြားရတာလဲဆင်းရဲတယ်နမ်းရှူရတာလဲဆင်းရဲတယ်စားတော့ရတာလဲဆင်းရဲတယ်တွေးထီရတာလဲဆင်းရဲတယ်တွေးကြံရတာလဲဆင်းရဲတယ်ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာကောက်လိုင်းတုံကြီးတထုံချထားတယ်အဲ့ဒါလူ6ယောက်ကတယောက်လင်တဘိုးတစ်ချောင်းစီကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံကြီးကိုလာပြီးတော့ရိုက်ကြတယ်တဲ့ကျတို့အညာတွေမှာနော်ရိုက်ဖတ်တုံးလို့ခေါ်တာပေါ့လေနော်ကောက်လိုင်းတုံးကိုစပါးချွေပြီးလို့ရှင်တပစီလေးတွေမြန်နေနေမြန်ကျန်နေဦးမလားဆိုပြီးတော့ထဘိုးကြီးနဲ့ရိုက်တာရှိတယ်ဒါဘုံဘုံငယ်ငယ်တော့ကအဲ့ဒါတွေကိုနည်းနည်းတောင်လုတ်ခဲ့ရသေးတယ်ဟုတ်လားအခုလည်းပဲလူ6ယောက်ကထဘိုးတစ်ယောက်တစ်ချောင်းကင်ပြီးတော့လမ်းစုံလမ်းကွာလမ်းလေးကွာမှာရှိတဲ့ကောက်လိုင်းတုံးကိုတစ်ယောက်တကယ်လေးရိုက်တယ်ဒီကောက်လိုင်းတုံးကဖုတ်ဖုတ်ကြည်နေနော်လူ6ယောက်တစ်ယောက်တကယ်လေးရိုက်နေမှာတော့မကြည်ခံနိုင်ရောလားဟုတ်လားအဲ့ဒါကို9ယောက်မြောက်လူတစ်ယောက်က9ချောင်းမြောက်တဘိုးကင်ပြီးတော့နောက်ထပ်ပြီးတော့ရိုက်ပြန်နေတယ်ဒီကောက်လိုင်းတုံးကအတိုင်းထက်အလွန်ကြည်မွပျက်စီးရတယ်ဒါဘုရားပေးတဲ့ဥပမာပါနော်အဲ့ဒါလူဘဝဆိုတာအဲ့ဒီကောက်လိုင်းတုံးနဲ့အတူတူပဲဘဝဆိုတာကောက်လိုင်းတုံးလေးပဲလူ6ယောက်ကတဘိုးတစ်ယောက်တစ်ချောင်းကင်ပြီးတော့လာရိုက်တယ်ဆိုတာအာယုံ6ပါးကိုပြောတာအာယုံ6ပါးကျွတ်တို့လာရိုက်နေတာ
မြင်ရတယ်ဆိုတာအရိုက်ခံရတာနာကျင်တယ်မျက်လုံးလေးတွေကအဲ့ဒါကြားတော့ပျက်စီးရောဟုတ်လားကြားရတယ်ဆိုတာအရိုက်ခံရတာအနက်ရတယ်ဆိုတာအရိုက်ခံရတာအရသာကိုသိရတယ်ဆိုတာအရိုက်ခံရတာအတွေ့ထိရတယ်ဆိုတာအရိုက်ခံရတာအတွေးကြံနေဖြစ်နေဆိုတာအရိုက်ခံရတာလေကျွတ်တော့အဲ့ဒီဒေသနာအဲ့လိုလေးနေတဲ့ဒေသနာဘလို့နားလည်နိုင်မလို့ဘုံမြင်နားမလည်သေးဘူးအဲ့ဒါတရားအထုတ်မှပြီးပြီးဝါနားလည်မှာနော်မြင်နေရတာဆင်းရဲတယ်ဖြစ်နေရတာကွာဆင်းရဲတယ်လို့သိဖို့ဆိုတာကဒီဝိပဿနာတရားယုံနိုင်ရဲ့အပေါ်မှာတတိနဲ့တတိချာချာစူးစိုက်ပြီးတော့ဆွဆွဲမြဲမြဲကြည့်မှဒီဖြစ်စဉ်ကြီးကအကောင်းမဟုတ်ပါလားဆိုတာကိုရိပ်မိနိုင်တာနော်ဒါကြောင့်ဒေသနာတွေကဒီဘာဝနာတရားကိုလေ့ကျင့်ခြင်းမရှိဘဲနဲ့တချို့ဒေသနာတွေကနားမလည်နိုင်ဘူးဘာဝနာတရားပွားများမှုမရှိဘဲနဲ့တရားနာယုံတက်တက်နဲ့တချို့ဒေသနာနားမလည်နိုင်ဘူးတချို့ဒေသနာနာယုံတက်တက်နဲ့နားလည်နိုင်တဲ့ဉာဏ်သက်ဝင်နိုင်တယ်တချို့ဒေသနာတွေကြတော့နားထောင်ယုံတက်တက်နဲ့တရားအထုတ်မှုမပါဘဲနဲ့ဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကိုမှန်အောင်ရောက်အောင်မသိနိုင်ဘူးအမြင်နိုင်ဘူးအခုဒီလိုဒေသနာမျိုးသိနိုင်မလားမသိနိုင်ဘူးနော်မြင်ရတာကိုနာကျင်တယ်အရိုက်ခံရတယ်လို့ပြောတာကျွတ်တော့ပဲမြင်တော့မြင်ချင်းနေတာလေရိုက်ခံရတယ်လို့ပဲသိမလို့ဟုတ်လားအဲ့ဒါ9ယောက်မြောက်လူကလာပြီးတော့ထက်ရိုက်ပြန်တယ်ဆိုတာဘာပြောတာတော့ဘဝဆင်းရဲမှမသိတော့ဒီဆင်းရဲတဲ့ဘဝယူပဲဆင်းရဲမှမသိတဲ့အခါကျတော့နှီးမျိုးစုံနဲ့တွေ့တာတယ်မမောတယ်ဆွဲလန်းတယ်နန္ဒီရာကနှစ်သက်တယ်ဆွဲမဲ့တယ်ဆိုတဲ့လောဘကိုပြောတာအဲ့ဒါလောဘဖြစ်တယ်ဆိုတာ9ယောက်မြောက်နော်တဏှာဖြစ်တယ်ဆိုတာအဲ့ဒါ9ယောက်မြောက်လူက9ချောင်းမြောက်တဘိုးနဲ့ထပ်ပြီးတော့ရိုက်တာဒါကြောင့်မြတ်စွာဘုရားဘဝကြီးကဆင်းရဲဖြစ်ပါလေနဲ့ဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့နော်လူချင်းမမောပြီးတော့ဒီဘဝရာချောင်းကိုပဲကံသင်္ခါရတွေကိုထပ်ပြီးတော့လှုပ်ကြတယ်အဲ့ဒါလူမိုက်ပဲလို့ဘုရားဟောတယ်ဟုတ်လားအခုဒီမှာမြတ်စွာဘုရားသုံးသပ်ပြရနော်ပရိစ္ဆေသမုပ္ပါဒေသနာလူတိုင်းရတဲ့ပါဠိတော်လေးရဲ့တန်ဖိုးမြင်ဖို့ဘုမောကရွတ်ပြတာပါဒါလူတိုင်းရဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရိယောဟောတိနော်သက်ဆင်းရဲဒုက္ခတွေရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့အဲ့ဒါကိုလေဒီစောဘုရားကြီးကသူ့ရဲ့ပရိစ္ဆေသမုပ္ပါဒီပဏီမှာလင်္ကာရေးတယ်အဲ့ဒီလင်္ကာတွေရအောင်ကျင့်တယ်ရန်ကောင်းနော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝတ်နယ်စီဤရှိလေသည်မြအနန္တကဒုက္ခဟူသည်မြင်မြမကွအဆက်ဆက်လျင်တတ္တဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့အဲ့ဒါပရိစ္ဆေသမုပ္ပါအနုလောမဒေသနာနောက်ဆုံးအပိုက်ကလေးဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိဆိုတဲ့ပါဠိချောင်းလေးကိုဆိုလိုကြီးကအဲ့ဒါပရိစ္ဆေသမုပ္ပါကိုအနှစ်ချုပ်ပြီးတော့နောက်ဆုံးဏိကုံးချုပ်အဲ့ဒီဟာလေးကိုရေးတာအရင်ကောင်းတယ်ဘုမောအဲ့ဒါလေးကြိုက်လို့ကလေးတုံးကစားကြက်တာဆိုစွဲနေတာပေါ့လေကျန်တဲ့လင်္ကာလေးတွေတော့မေ့တယ်သူ့တော့မမေ့ဘူးဘယ်ချင်းရွတ်လိုက်ရတယ်နော်ပြန်ရွတ်ပြမယ်နော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းတော့အလွန်ရှည်လျားတဲ့ဒီဖြစ်စဉ်ကြီးတန်တရားကြီးမှာတဲ့ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတို့ဘယ်သူပဲဖြစ်ပါနော်အဲ့ဒါတွေဟာတဲ့တတ္တမဟုတ်ဓမ္မထုတ်သောပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပြောတာနော်ဒီတဘာဝအစစ်မှန်ကိုပြောရမယ်ဆိုလို့ရှိရင်တတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလို့တဲ့နာနဲ့ရုပ်ပဲတဲ့ဟုတ်လားနာဆိုတာခံစားမှုပါတယ်မှတ်သားမှုပါတယ်စိတ်စောတုံ့ပြန်မှုပါတယ်သိမှုပါတယ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဟုတ်လားရုပ်ဆိုတာတော့ပေါက်ပြန်မှုအစုဝေပေါ့ဟုတ်လားတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလို့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဟောပရိသတ်သမုပ္ပါကိုတခါလဲချုပ်တာနော်အဝိဇ္ဇာပစ္စယသင်္ခါရဆိုကြည့်အဲ့ဒါတရား12မျိုးကိုတွေ့ရလိမ့်မယ်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနာမရူပပစ္စယသလာယရဏသလာယနာပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဏတဏ္ဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယဇာတိဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတမ္မွန်တိအဲ့ဒါတော့တခုတည်းသွားတာနော်အင်္ဂါ12ပါးခေါ်တယ်ဟုတ်လား
နော်အရင်ဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုယုံနာ12မျိုးခွဲပြောလိုက်တာဖြစ်စဉ်အဲ့ဒါတွေပဲဖြစ်နေတာအဲ့ဒီဓမ္မအပြား12ပါးကိုတဲ့နော်အရင်ဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏တဘာဝတရားတွေကိုတဘာဝလို့မသိပဲနဲ့အဲ့ဒါကိုလူလို့ထင်တယ်နတ်လို့ထင်တယ်အိဋ္ဌံလို့ထင်တယ်ပုဂ္ဂိုလ်တ attva လို့ထင်တယ်ခုနတကလေးမေးတယ်အဲ့ဒါပဲနော်နာမနံရုပ်ကိုသူနံရုပ်လို့မသိဘူးပုဂ္ဂိုလ်တ attva လို့ထင်တယ်လူလို့နတ်လို့ထင်တယ်အဲ့ဒါတက္ကဒိဋ္ဌိခေါ်တာပါနော်ဓမ္မပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ရှိလေသည်မြအနန္တကတဝဲလီလီဝင့်ွယ်စီ၏တဲ့နော်တဝဲလီလီဝင့်ွယ်စီ၏ဆိုတာပြောရတော့နော်စင်ပြေလိုက်မပြေလိုက်စိတ်တိုင်းကြားလိုက်မကြားလိုက်နဲ့အဲ့ဒါလဲနေတာလဲနေတာနော်ဘဝတဘဝပြီးတဘဝလဲတာကြီးမြင်တတ်လို့မရဘူးတရပြီးတရလဲနေတာလဲမြင်ကြည့်လဲနေတာပဲဟုတ်တယ်မို့လားအဲ့လဲနာနဲ့စားနေကြစားလေးချက်ပြုတ်စားတော့နော်တက်နေကြအိမ်သာလေးတက်သွားနေကြခီးလေးသွားဝင်နေကြအဝတ်လေးဝတ်ပြောနေကြစကားလေးပြောအိမ်နေကြအချင်းတော့အိတ်ထနေကြအချင်းတော့ထနော်အဲ့ဒီတည်းမှာဘာတွေပါသေးတော့စိတ်တိုင်းကြာတာတွေစိတ်တိုင်းမကြာတာတွေဟုတ်လားတကယ်တွေးကြည့်လို့ရှိရင်ဘာတွေတုံးဆိုလို့ရှိရင်ဒုက္ခတွေပါပဲဒါပေမဲ့ကျွတ်တော့မြင်ကိုမြင်မှုအဲ့ဒီဥစ္စာဟုတ်လားအဲ့ဒါကိုပြောတာနော်ဆိုတော့ကြီးကနော်ဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ဟိုလိုထင်ဒီလိုထင်အထင်မျိုးစုံထင်ရင်းနဲ့အချိန်ကုန်နေတာကိုပြောတာဟုတ်လားတဝဲလီလီဝင့်ွယ်စီ၏တဲ့ရှိလေသည်မြအနန္တကကိုင်မဲ့ဘယ်ဘဝတွေဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်ပြောညာပြောဘာဖြစ်တယ်ပဲပြောရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်လျင်တတ်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့ဘယ်တော့ကောင်းတော့နော်စာလုံးလေးတစ်လုံးမကြမ်းရွှေချထားတယ်ကောင်းနော်ဟုတ်လားအဲ့တော့ဒီနေရာမှာနော်ဘဝရဲ့ပုံမှာမြင်တဲ့အမြင်လေးတစ်ခုနေကုန်းချုပ်လေးပုံပုံပြောမယ်အခုဒီဒေသနာတွေအခုပုံပုံပြောခဲ့တာပထမတက္ကာရသုတ်တံနော်တော့မှာပဲနေရွာမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းတွေဖြစ်လာပြီးတွေးလာပြီးရှင်ဒါသူ့ကြောင့်ဒါငါကြောင့်လို့သိပြီးတော့ဆွဲညွှန်ထားပါနဲ့ဘဝရဲ့လို့ဖြစ်နေလို့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေးရတာပါတကယ်လို့ဘဝတာဖြစ်မနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းကတွေးတဲ့အကြောင်းမရှိပါဘူးလို့ဘုရားဥဒန်းကျူးတာအဲ့ဒါပြောရတယ်နော်အဲ့ဒီဒေသနာလေးကိုအားကောင်းအောင်ဗာပြောရတော့ပရိစ္ဆေသမုပ္ပါဒေသနာအနုလောမလေးကိုပြောကြည့်တာဟုတ်လားဥဒိနေနေဖြစ်နေဘဝတွေဖြစ်နေဆိုတော့ကောင်းတာတွေဖြစ်နေတာမဟုတ်ဘူးဆင်းရဲတာတွေဖြစ်နေတာလို့ပြောရတယ်အဲ့ဒါအခုဆက်ပြီးတော့ဘုံမှာဗာပြောနေတာဆိုတော့ငါကြိုက်လို့ရအောင်ရှာထားလို့ရထားတဲ့ဟောဒီဘဝထဲမှာငါမကြိုက်တဲ့ငါကြောက်တဲ့ဒုက္ခတွေအပြည့်ကိုရှိနေတယ်ဘယ်လို့ကိုမရဘူးဆိုတာကိုသိထားနော်အဲ့ဒါလေးကိုပြောနေတာနော်ငါကြိုက်တဲ့ဘဝထဲမှာငါမကြိုက်တဲ့ဒုက္ခတွေအပြည့်ရှိတယ်အဲ့ဒါတွေကခွဲပြစ်လို့လဲထုတ်ပြစ်လို့လဲမရဘူးတစ်ခုတည်းတစ်လုံးတည်းပဲဟုတ်လားအဲ့တော့ငါကြိုက်လို့ရအောင်ရှာထားတဲ့ဘဝလို့ဘုံဘုံသုံးလိုက်တယ်နော်ခုဒီဘဝကြီးကကျွတ်တို့ကြိုက်လို့ကိုရအောင်ရှာထားတာရအောင်ကိုမနဲ့လှုပ်ထားတာဟုတ်လားနော်ဘာလို့ကြိုက်တာတော့ဘဝကိုဒုက္ခမှမသိလို့ပေါ့နော်ဒုက္ခမှမသိတာအဝိဇ္ဇာနော်ကြိုက်တယ်ဆိုတာကတဏှာလောဘကြိုက်လို့ကိုရအောင်လုပ်တယ်ဆိုတာကကံသင်္ခါရဟုတ်ရင်နော်အဲ့တော့ငါကြိုက်လို့ရှားထားတဲ့ဘဝရထားတဲ့ဘဝနော်ဒါကံတရားတော့အသေးစိတ်စီမံထားတာပေါ့လေကိုယ့်ရဲ့ဘဝစိတ်ထားလေးတွေစေတနာလေးတွေအဲ့ဒါကံတရားခေါ်တယ်အဲ့ဒီကံတရားကကိုယ်ကဒီဘဝမှာရုပ်လှအောင်မလှအောင်ပစ္စည်းဥစ္စာပေါ်များမှုရှိအောင်မရှိအောင်ဟုတ်လားပစ္စည်းပေါ်တာတော့ဒီပိစုပန်ကံပေါ်မှာလည်းမူတည်ပါသေးတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့သိကြတာတော့အတိတ်ဘဝပိစုပန်ဘဝကိုလှုပ်ထားတာပါပဲကိုယ့်ရဲ့လှုပ်ရက်နဲ့ဘုံဘုံတို့ဖန်တီးထားတယ်လို့ပြောရပါတော့ဒီဘဝလေးဟုတ်လားတော့ကြိုက်မကြိုက်တော့ဒါကိုလှုပ်ထားတာဟုတ်လားအဲ့ဒီကိုလှုပ်လို့ရထားတဲ့ဒီဘဝထဲမှာကိုမကြိုက်တဲ့အရာတွေရှိနေတယ်အဲ့ဒီဟာကခွဲထုတ်လို့လည်းမရဘူးတသားတည်းကိုဖြစ်နေတယ်ဆိုတော့မြင်ရမယ်ဟုတ်တာ
အဲ့တော့ကိုမကြိုက်တဲ့အရာတွေကဘယ်အရာတွေတော့ကိုမကြိုက်တဲ့အရာလိုရင်းပဲဘုံဘုံပြောမယ်ဗျာကိုမကြိုက်ဆုံးအရာပြောရရင်မကြိုက်တာမှကြောက်လောက်အောင်ကိုမကြိုက်တာကိုမကြိုက်တဲ့အရာကိုကြောက်တဲ့အရာဘာတော့ဆိုရင်နာခြင်းသေခြင်းဟုတ်နော်နာခြင်းသေခြင်းကျန်တာတွေလည်းဘုံဘုံတို့နော်ကြောက်ပါတယ်ဗျာမကြိုက်ပါဘူးဆိုတာကျန်တာတွေကိုကြောက်ရတယ်ဆိုတာကတကယ်တမ်းကနာခြင်းသေခြင်းကိုဖြစ်စေတတ်လို့သာကြောက်ရတာနာခြင်းသေခြင်းကိုမဖြစ်စေတတ်ဘူးဆိုရင်ကျတို့ကြောက်ကိုမကြောက်ဘူးဟုတ်တယ်မဟုတ်လားကျတို့ခန္ဓာကိုယ်ကြီးကဘယ်သူနှိမ့်ဆက်လို့မှလည်းမနာကျင်တတ်ဘူးဘယ်သူဖြစ်စည်းလို့မှလည်းမသေးတတ်ဘူးမပြတ်တတ်ဘူးဆိုကျတို့ဘာလို့ကြောက်မလို့ကျတို့ကြောက်နေရတယ်ဆိုတာကျတို့ရဲ့ဘဝကိုထိခိုက်အောင်ထိခိုက်တယ်ဆိုတာကနာကျင်မှုဖြစ်တာပျက်စီးမှုဖြစ်တာအဓိကဟုတ်လားတရားကိုကောက်ရင်ဒုက္ခဒေါမနတပဲကိုဆင်းရဲတာဒုက္ခခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတခေါ်တယ်အဲ့ဒီဒုက္ခဒေါမနတကိုဘုန်းတို့အကြောက်ဆုံးပဲဟုတ်လားဒီပြဟာတွေကိုကြောက်တယ်ဆိုတာကဘယ်သူကြောက်တယ်ဘဝကြောက်တယ်ရာသီဥတုတန်းကြောက်တယ်ယောဂကြောက်တယ်ဘာကြောက်တယ်မဆုံးနိုင်အောင်ကြောက်တယ်ဆိုတာတွေကဒီရန်စဉ်းစားကြည့်ရင်အဲ့ဒီဒုက္ခဒေါမနတကိုဖြစ်စေတတ်လို့သာဘုန်းတို့ကြောက်ရတာဟုတ်တယ်မဟုတ်လားကျတို့ကြောက်တယ်နော်ကြောက်ပြီးဒီအဲ့ဒီကြောက်တဲ့အရာကြီးဒီထဲမှာရှိနေတယ်ဖယ်လို့ရမလားမရဘူးအမြဲတမ်းတက်တောင့်တက်တာနေလို့ရမယ်အမျိုးမဟုတ်ဘူးမသက်သာတဲ့သဘောနာကျင်ခံခတ်မှုပါရောရှက်နေတဲ့သဘောဘဝဆိုတာအခါမသိရင်အော်ရမယ်ဟေ့ရမယ်ညီးရမယ်ညူရမယ်ဘုန်းတို့ပြောနေရတာမွေလေးကောင်သဘောကောင်းလို့ညီမျှနေသေးလို့ဘုန်းတော်ခုတီတီငင်းငင်းပြုံးပြုံးရွှင်ရွှင်လေးနေနိုင်တာမွေလေးကောင်သဘောမကောင်းလို့ကြိုက်ပြီးဟေးမညီမျှတော့ဘူးဟေးဆိုတာနဲ့ဘုန်းတို့အဲ့ဒါလူလိမ့်နေရတဲ့အဆင့်ကိုလည်းရောက်သွားနိုင်တာပဲမွေလေးကောင်ဆိုတာပြောတာတော့ဓာတ်ကြီးလေးပါနော်အဲ့တော့ဘုန်းတို့ရဲ့ဘဝမှာဘုန်းတို့မကြိုက်တဲ့အရာတွေဘုန်းတို့ကြောက်တဲ့အရာတွေရှိနေတယ်ပါတော့ဒုက္ခဒေါမနတတဏှာဖြင့်နာခြင်းသေခြင်းဥခြင်းတော့စကားတဲ့ထဲမပြောတော့ဘူးဥခြင်းလည်းကြောက်တာပဲဒါလှကျင်တဲ့လူကကြောက်တာပေါ့မလှကျင်တဲ့လူရဲ့လို့လည်းမရှိဘူးလေအဲ့တော့သူ့လည်းကြောက်တာပါပဲဒါပဲစီသူနှိမ့်ဆက်တာကနာခြင်းသေခြင်းနှိမ့်ဆက်တာတော့မပြင်းထန်ဘူးလို့ဘုံဘကထင်လို့ပြောတာနောက်တော့ဘုံဘတို့ကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါလည်းတော်တော်ကြောက်တယ်အဲ့ဒါပေါင်းဆိုကိုချစ်တဲ့လူတွေနဲ့ခွဲရမယ့်ကိစ္စကိုအသေးလေးကြောက်တယ်ဟုတ်တယ်မဟုတ်လားစိတ်ကူးနဲ့တောင်ခွဲရဘူးနော်ဘုန်းကြီးကမင်းပြောလိုက်မှဆိုဩတိတ်မရှိနမိတ်မရှိကြားရတာစိတ်တောင်ဆင်းရဲသွားနော်မိသားစုဝင်တွေကတဝက်လောက်ပဲ့ကြည့်ပါလားဆိုဘယ်လိုတွေမင်းပြောလိုက်တာတော့စိတ်ထဲမှာတောင်နာသွားနိုင်တယ်နော်ဘာဖြစ်တာကြောက်လို့သာကြောက်တာတေချာပေါ့ဘာလို့ကြားလို့ခွဲကြပါဟုတ်လားသူကကိုယ်ခွဲသွားတာကြိုက်သလားမကြိုက်ဘူးเนาะမကြိုက်ဘူးဆိုရင်သူကကိုယ်ကသူ့ခွဲဖို့ပဲရှိအဲ့ဒါပိုးတောင်မကြိုက်เสียကောင်းနေတယ်ဟုတ်လားတချို့ကပြောကြနေတယ်နင်ငါအရင်မသေးပါနဲ့ငါပဲနဲ့အရင်သေးခြင်းနဲ့တကယ်သေးမှမသိသေးလို့ပြောပါနဲ့တူတယ်လို့ဘုံဘတော့အဲ့လိုပဲထင်တယ်နော်ဟုတ်လားဘယ်ဟာမှမသက်သာလားနော်ဘဝတကယ်တမ်းကအမှန်တရားကြီးကအဲ့တိုင်ပဲသူကဟုတ်လားအဲ့ဒါကိုဘုံဘတော့မစင်သားတဲ့အခါကျတော့ဘဝအပေါ်မှာမက်တာပေါ့နော်ဒါကိုစဉ်းစားခြင်းဟာသူကဘုံဘကတော့အကျိုးရလဒ်နှစ်ခုကိုမြှုပ်ပိုးပြီးတော့ပြောတာပါဒီငါကြိုက်တဲ့ဘဝထဲမှာငါကြောက်တဲ့ဒုက္ခတွေရှိနေတယ်လို့စဉ်းစားခြင်းဟာအကျိုးရလဒ်နှစ်ခုကိုထွက်စေလိမ့်မယ်လို့ဘုံဘကမြင်တယ်နံပါတ်1အကျိုးရလဒ်ကဘာတော့ဆိုတော့ဒီဒုက္ခတွေနဲ့တကယ်တွေ့လာရင်ခန္ဓာကြီးပို့ရှိမယ်ကိုငကိုရဲစနားလေထားလို့ဟုတ်လားဘုံတို့ရဲ့စိတ်ကိုဒါနဲ့အမြဲတမ်းတွေ့ထိပေးကျွမ်းကျင်အောင်လုပ်ထားရင်းနှီးအောင်လုပ်ထားဒီစိတ်မျက်နှာကိုစိတ်သိကြည့်ဟုတ်လားနော်နာခြင်းသေခြင်းရဲ့မျက်နှာကိုပြောတာနော်စိတ်သိကြည့်ရင်းနှီးအောင်လုပ်ထားအဲ့ဒါဆိုသူနဲ့တွေ့လို့ရှင်ဘုံတော်တိတ်အထိတ်တလန့်ကြီးမဖြစ်တော့အထူးဆန်းကြီးမဖြစ်တော့ဟုတ်တယ်မဟုတ်လားနောက်မရင်ကျုပ်တို့ကဟဲ့ငါမှဖြစ်ရလေခြင်းသူ့မှဖြစ်ရလေခြင်းတော့ဖြစ်လာပြီဆိုရင်အံ့ဩသွားတယ်ထိတ်လန့်သွားတယ်အံ့ဩစရာထိတ်လန့်စရာမှမဟုတ်တာဘာလို့ဒီစိတ်ကဒီရိုးရှင်းတဲ့ကိစ္စဖြစ်ကိုဖြစ်မဲ့ကိစ္စကြီးကိုဖြစ်လာတဲ့အခါမှာအံ့ဩသွားတဲ့တော့ထိတ်လန့်သွားတော့ဆိုသေကြတယ်သူဒါနဲ့တခါမှကိုသူတွေ့ထိဆက်ဆံမှုမလုပ်ခဲ့ဘူးဘုရားအမြဲတမ်းသူ့ကိုစဉ်းစားလို့ပြောတာနော်ပင်စီမာနိဘိက္ခေဌာနာနိအဘိနံပစ္စဝခိတဗံအဋ္ဌိယဝပုရိသေနဝဂါထေနဝပပိစိတေနဝလူပဲဖြစ်ဖြစ်ရှင်ဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘဝရဲ့အမှန်တရားကြီး၅မျိုးကို
အမြဲတမ်းစဉ်းစားမယ်ဆင်ခြင်ရမယ်အဘိညာဆိုတဲ့စကားလုံးနဲ့တောင်ခေါ်တယ်နော်ဘာတော့အဲ့ဒီအမှန်တရားရင်၅မျိုးအိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှုနေတိုင်းကိုစိတ်နဲ့စဉ်းစားနေသူ့ကိုခစိမ့်ကြီးလုံးမထားနဲ့လို့ပြောတာဟုတ်လားဒါကြောင့်ဘဝရဲ့ကိုမကြိုက်တဲ့အချက်တွေကိုကြောက်တဲ့အချက်တွေအပြည့်ရှိနေတယ်ဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းဟာအဲ့ဒီကိုမကြိုက်တဲ့အရာကြီးဖြစ်လာပါပြီဟေ့ဆိုတဲ့အချိန်မှာဘုန်းတို့မှာသတ်တာဝင်ရဒီအချက်ကိုလည်းဘုန်းတော်ကမျှော်ကိုပြီးတော့ပြောတာနောက်တစ်ချက်ကတော့နည်းနည်းရည်ရွယ်ချက်ကနည်းနည်းမြင့်တယ်အဲ့ဒါဘာလို့ဆိုတော့ဘဝရဲ့ပုံမှာမမောမှုနည်းသွားဖို့ဟုတ်လားဘဝရဲ့ပုံမှာမမောမှုကအခုကကျွတ်တော့ယာနှုံးပြီးနော်ဒင်းချမ်းခတ်နေအောင်ကိုဖြစ်နေတာနော်ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ဒီဟာနဲ့ပဲအမြဲတမ်းနေနေတာနော်ရေအမြဲတမ်းစီးဆင်းနေတယ်လို့အာတဝရေလောဘရေဟာအမြဲတမ်းစီးဆင်းနေစီးဆင်းမှာဘောဘဝရဲ့ဒုက္ခသဘောကိုသိမှမသိတာမသိဆိုသိအောင်ကလည်းမလုပ်ဘူးသိအောင်လုပ်တယ်ဆိုတာတတိပဋ္ဌာန်တရားပွားတာကိုပြောတာတကယ်သိသွားတယ်ဆိုတာအဲ့ဒါအရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတာကိုပြောတာဘဝကိုဒုက္ခလို့အဲ့ဒါသိလို့ရှင်အရိယာဖြစ်မှာကိုကျွတ်တို့ကပုထုဇဉ်ဘဝနဲ့နေရတယ်ဆိုတာအဲ့ဒါဘဝကိုဒုက္ခလို့တကယ်မသိသေးလို့ကျွတ်တို့သိတဲ့အသိကအနုဘောဓဉာဏ်လောက်နဲ့ပဲသိတဲ့အသိပဲရှိတာပฏิဝေဒထွန်းဖောက်ပြီးတော့သိသွားပြီဘယ်သူမှသူ့ကိုပြောင်းလဲသွားအောင်လုပ်လို့မရတော့ဘူးသူတကယ်မြင်သွားပြီတကယ်သိသွားပြီဆိုမှတော့သူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကမဖြစ်သွားပြီတော့ခိုင်မာသွားပြီနော်အဲ့ဒီအခြေအနေကိုဘယ်လိုမရောက်တာတော့သိအောင်မလုပ်လို့သိအောင်မလုပ်ဘူးဆိုတာမပြောရတော့တတိပဋ္ဌာန်တရားကိုမပွားဘူးတတိကင်းပြီးတော့ခပ်ပေါ်ပေါ်ပဲနေကြတော့နော်ခပ်ပေါ်ပေါ်နေတဲ့နီးနဲ့ဒီလေးနဲ့တဲ့အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားကိုမသိဘူးဆိုရင်လည်းပဲဘဝပေါ်မှာရစ်ပတ်နှောင်ဖွဲ့မှုကအကြီးကျယ်လာမှာပဲလာပြီဆိုရင်ဘဝဖြစ်မှာပဲဟောဘဝဖြစ်ပြီဆိုရင်ဆိုတော့ကျွတ်တို့ကြောက်ပါတယ်ဆိုတဲ့ဒုက္ခနဲ့တခါတည်းတွဲပါပြီးသားပဲသူကဒီသဘောလေးကိုမြင်ထားမှာနော်တကယ်တမ်းဘုရားပွင့်လာတယ်ဆိုတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ပြောပြဖို့ဘုရားပွင့်လာတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိမှဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ငြိမ်းမှမမောမှုအစဉ်စဉ်ငြိမ်းမှအငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်နိုင်မှာအဲ့ဒီနိဗ္ဗာန်ကိုဆက်ရောက်နိုင်ဖို့အတွက်နိလန်းကောင်းကိုပေးဖို့အတွက်ဘုရားပွင့်လာတာပဲတကယ်တမ်းကဟုတ်တယ်မို့လားအခုအဲ့ဒါကိုပြောနေရနော်ဘုန်းကြီးကဟုတ်လားအဲ့ဒါဘဝရဲ့ဆင်းရဲတဲ့သဘာဝတွေငါမကြိုက်တဲ့အရာတွေငါကြောက်တဲ့အရာတွေအပြည့်ကိုရှိနေတယ်ဖယ်ထုတ်လို့လည်းမရဘူးဆိုတဲ့ဒီအမှန်တရားကိုကြိမ်ပါများစွာစဉ်းစားခြင်းဆင်ခြင်ခြင်းဟာအဲ့ဒီဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာလည်းစိတ်ကိုတတ်တာရစေမယ်တစ်အချက်ဘဝရဲ့အပေါ်မှာတွေ့တာမမောမှုတွေလည်းနည်းသွားနိုင်တယ်နှစ်အချက်ဒါအကျိုးတူ2မျိုးဆိုတာဒါကိုပြောတာနော်အဲ့ဒါကိုရည်ရွယ်ပြီးတော့အခုဘုံကပြောပြတာနော်ကိုကြိုက်လို့ရအောင်ရှာထားတဲ့ဘဝထဲမှာကိုမကြိုက်တဲ့ကိုကြောက်တဲ့ဒုက္ခတွေရှိနေတယ်ဖြစ်ဖြစ်လို့မရအောင်အဲ့ဒါဘယ်လိုမလို့စဉ်းစားထားဟုတ်လားအဲ့တော့ကိုမကြိုက်တဲ့ဒုက္ခတွေကိုတွေ့တာဘာလို့တွေ့ရတာတော့လို့မင်းနော်ကိုဒါကြီးကိုကြိုက်မိလို့ပေါ့ဆိုတဲ့အဖြေကိုလည်းတခါတည်းယာပြီးသားဖြစ်သွားတာနော်ဟုတ်တယ်မဟုတ်လားဒါကိုလည်းမြင်စေချင်လားဘာလို့သေရတာတုံးဆိုတော့သေမဲ့ဟာကြီးကြိုက်မိလို့သေရတာပေါ့ဘာလို့ယောဂတွေဖြစ်အောင်ဆိုတော့ယောဂဖြစ်မဲ့ဟာကြီးကိုကြိုက်လို့ယောဂဖြစ်မဲ့ဟာကြီးရရတယ်အဲ့လိုယောဂဖြစ်ပြီဒါပဲလေဘာကြောင့်ညာကြောင့်ယောဂဖြစ်တယ်ဆိုတဲ့အပေါ်ရအကြောင်းတွေကိုသိစိတ်ဝင်စားဘူးဘုံဘုံကဟုတ်လားဘာပြောချင်တော့ဆိုတော့ဘုံကရွှေချင်းဆိုတော့ကြီးပြောတာရှိတယ်ခွေးတကောင်ကိုခဲနဲ့ထူလိုက်ရင်အဲ့ဒီခွေးကအဲ့ဒီခဲပဲပြေးကြိုက်တာတဲ့ချင်းသေးတကောင်ခဲနဲ့ပြစ်လိုက်မှဆိုရင်ချင်းသေးကအဲ့ဒီခဲကိုစိတ်ဝင်စားဘူးဒီခဲဘယ်သူပြစ်တယ်လဲဘယ်ကလာတယ်လဲဒါပဲစိတ်ဝင်စားတယ်ဟာကောင်းတော့ဥမာကိုကျွတ်တို့ကဒုက္ခဖြစ်ပြီဆိုရင်ဒီဒုက္ခကိုကုစားဖို့လောက်ပဲကျွတ်တို့ကစဉ်းစားတာဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အရင်အမြစ်ကိုဘုံတို့ဖြည့်ရှင်းဖို့ညာကအဲ့ဒီထိအသွားဥမာထမင်းစားပြီဆိုကျွတ်တို့ကထမင်းစားတဲ့နည်းနဲ့ပဲဖြည့်ရှင်းမယ်ရေစားပြီဆိုရင်ရေတိုက်တဲ့နည်းနဲ့ပဲဖြည့်ရှင်းမယ်နေမကောင်းဘူးဆိုရင်ဆေးကန်းသွားတဲ့နည်းနဲ့ပဲဖြည့်ရှင်းမယ်ထမင်းစားတဲ့ဒီခန္ဓာကြီးကိုပြဿနာကြီးတစ်ခါစားလို့လည်းမပြီးနောက်တစ်ခါထပ်စားနောက်တစ်ခါထပ်စားလည်းမပြီးဟောကျွတ်တို့ကဘဝမရအောင်လုပ်မယ်ဆိုတဲ့အရင်အမြစ်ကိုရှင်းဒုက္ခရဲ့အရင်အမြစ်ကိုရှင်းတဲ့ထိစိတ်ကမသွားဘူးအပေါ်ရန်လောက်ပဲသူကရှင်းနေတာဟုတ်လားကျမ်းမာရေးမကောင်းရင်ကျမ်းမာရေးကောင်းလုပ်မယ်ပေါ့ဟောမလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးအတွေးကအဲ့ဒီထိမြင်ရမှာ
ဒါကြီးကဘယ်တော့မှကုလို့ပြီးနိုင်တဲ့အရာကြီးမဟုတ်ဘူးပြီးတော့ဒီတိုင်းပဲကုမရဘဲနဲ့သိမှာပဲလေနောက်ထပ်ယောဂဖြစ်တဲ့ဘဝတစ်ခုထပ်ရမှာအဲ့ကြောင့်လည်းထပ်ကုပေါ့ဟာအစဉ်ပြေတုံးလေးကျွတ်တော့ပြုံးပြုံးရွှင်ရွှင်ပြောနိုင်တာပြီးရင်အစဉ်မပြေတာလာမှာတော့ဒါကောင်းကောင်းကိုမျောလင့်တာဟုတ်လားဒါဘာပြောနေတော့ဘုန်းကြီးကဒုက္ခရဲ့တကယ်အရင်အမြစ်ကိုဖြေရှင်းနိုင်ဖို့လိုတယ်အဲ့တော့ဒုက္ခရဲ့အရင်အမြစ်ကိုဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုရှားတဲ့နေရာမှာမှန်ကန်ဖို့လိုတယ်အခုဒီနေ့ပြောသွားတဲ့စကားလုံးတွေအားလုံးမှာရည်ရွယ်ချက်ကတိတ်မများဘူးနည်းနည်းပဲဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်ဒါပြောတာဘဝမချုပ်သမျှဘယ်တော့မှဒုက္ခမချုပ်ဘူးဘာလို့နေလဲဟုတ်လားဒီသဘောကိုပြောတာနော်အဲ့လိုဆိုရင်ဘဝချုပ်ခြင်းနဲ့ဆိုရင်ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဘာလို့ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဆိုတော့ဘဝရဲ့အပြစ်ကိုမြင်မှဘဝရဲ့ပုံမှာမမောမှုကကင်းမှာဒီသဘောကိုပြောတာနော်ဘဝမမောမှုရှိနေအဲ့ဒါဘဝဆက်ဖြစ်မှာပဲမမောမှုချုပ်မှဘဝလည်းချုပ်မှာဘဝချုပ်မှလည်းဒုက္ခချုပ်မှာဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာအများစုဘုရားဟောတာတွေဘုအများကြီးလေ့လာတယ်နော်ယောဘိခေရူပတဥပါဒောထိတိဘိနိဗ္ဗတိပါတုဘောဒုက္ခတေတဥပါဒောရောဂနဲ့ထိတိဇရာမရဏတပါတုပါဩတဲ့ဒီရုပ်စုကြီးဖြစ်လာတယ်ဆိုတာဒုက္ခဖြစ်လာတာဒါကြီးတီးနေတယ်ဆိုတာယောဂတွေတီးနေတာဒါကြီးထင်ရှားဖြစ်နေတယ်ဆိုတာဇရာမရဏထင်ရှားဖြစ်နေခြင်းပဲအဲ့လိုဟောတာနော်မြတ်စွာဘုရားနော်ဘဝဖြစ်တယ်ဆိုတာဒုက္ခဖြစ်တာဘဝတီးနေတယ်ဆိုတာယောဂကြီးတီးနေတာကောင်းတာကြီးတီးနေတာမဟုတ်ဘူးနော်ဘဝထင်ရှားဖြစ်နေတယ်ဆိုတာအဲ့ဒါဇရာမရဏထင်ရှားဖြစ်နေတဲ့သဘောလို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မလို့ယောဘိက္ခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခအဘိနန္တိအပရိမုတ်တော်သောဒုက္ခသမတိဝရမိဒုက္ခဖြစ်နေတဲ့ဒီဘဝကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဒုက္ခကိုနှစ်သက်တဲ့သူဟာဒုက္ခကမလွတ်မြောက်နိုင်ဘူးလို့ငါဆိုတယ်တဲ့နော်ဒီလိုဒေသနာလေးတွေအလို့ရအောင်ကြတာနော်အဲ့လောက်ထိတရားတရားကောင်းဖို့မလွယ်ဘူးနဲ့တူတယ်နော်ပါဠိတွေကြက်ဖွာတော့ဘုန်းကြီးရဲ့ဘယ်လိုလုပ်လွယ်ပါမလို့အမများပါဘူးယောဘိက္ခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခအဘိနန္တိအပရိမုတ်တော်သောဒုက္ခသမတိဝရမိဒါပဲရုပ်ကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်၏ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဟုငါဆို၏အခက်တည်းအောင်ခဲနော်ဒါမျိုးလေးတွေကိုစဉ်းစားရတာရွတ်ဆိုရတာလေးနဲ့တဲ့အတွေးအမြင်တွေကိုဖြစ်စေတယ်ဟုတ်လားအဲ့တော့ဒီဒေသနာလေးတွေကိုဘာလို့ဘုံဘုံကရွတ်ပြအောင်ဆိုတော့ခုနကဘုံဘုံပြောတဲ့စကားတွေကိုဒါတွေဟာဒေသနာနဲ့အညီဘုံမြတ်ပြောနေတာဆိုတာလေးကိုယုံကြည်မှုနော်ခိုင်မြဲစေခြင်းလို့ပြောပြတာနော်ဘဝမချုပ်သမျှဒုက္ခမချုပ်ဘူးဟုတ်လားအဘောယံချုပ်တယ်လို့ထင်နေလဲအဲ့ဒါကိုယ့်ရဲ့မိုင်မဲမှုတတ်ပဲအချုပ်ဘူးရဲ့ဟုတ်လားလောဘမချုပ်သမျှလည်းဘဝကမချုပ်ဘူးဟုတ်ပြီနော်လောဘဖြစ်ရင်ဘဝဖြစ်မယ်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဒါကြောင့်အရင်အမြစ်ကိုဖြည့်ရှင်းခြင်းနဲ့စိတ်ကလေးဖြည့်ရှင်းတတ်တဲ့ဉာဏ်ကလေးဒါလေးတွေပေါ်ပေါက်စေဖို့အတွက်ဒါအလေးနဲ့ထားပြီးတော့ဘုံဘုံကပြောပြတာနော်တော်တော်တောင်များသွားပြီတရားနော်မိနစ်40ကျော်သွားပြီဟုတ်လားအဲ့တော့တစ်လုံးနဲ့မများဘူးနော်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်လောဘဖြစ်ရင်လည်းဘဝဆက်ဖြစ်မယ်လောဘချုပ်မှလည်းဘဝချုပ်မယ်အဲ့တော့လောဘမဖြစ်အောင်ဒုက္ခသဘောအမှန်ကိုသိအောင်ကြိုးစားရမယ်နောက်ဒုက္ခသဘောအမှန်ကိုသိဖို့နိလန်ကဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာဟောထားတဲ့နိလန်ဟာဒုက္ခကိုဒုက္ခမှန်သိဖို့အတွက်ကြိုးစားအထောက်ရမယ်နိလန်ပဲဒါကြောင့်ကိုဘာတွေဖြစ်နေတယ်လဲဆိုတာကိုအမှန်သိအောင်ကြိုးစားအထောက်တဲ့သတိပဋ္ဌာန်လုပ်ငန်းကိုလုပ်ကြရမယ်ပေါ့နော်အမာရိဏတမ္မာဒိဋ္ဌာဆိုတာလည်းအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားဒါကြောင့်သတိတရားလက်ကင်ထားပြီးတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုသိအောင်မြင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမြတ်ညာပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း